ညီဝတ်ပြည်ပြမှုတည်ဆောက်ရေးအဖွဲ့ကြီးညာချက်အမှတ်1/88 1350ပြည့်နှစ်တော်သတင်းလာဇန်းရှိရက်1988ခုနှစ်စက်တင်ဘာလ18ရက်နိုင်ငံတော်တော်မလုံးတွင်အဖက်ဖက်မှယူရင်းနေသောအခြေအနေကိုအချိန်မီထိန်းသိမ်းနိုင်ရန်အတွက်ပြည်သူပြည်သားအားလုံးအကျိုးငှာတပ်မတော်သည်အောက်ပါလက်ငင်းလုပ်ငန်းတာဝန်များကိုထမ်းဆောင်ရန်ယနေ့မှစ၍နိုင်ငံတော်၏အာဏာအရရကိုလုံးဝတာဝန်ယူလိုက်သည်ကာကြီးတရားဥပဒေစိုးမိုးရေးနယ်မြေအေးချမ်းသာယာရေးခခွေလမ်းမဆက်သွယ်မှုလုံခြုံချောမွေ့စေရေးကားငယ်ပြည်သူများ၏စာဝင်နေရေးချောင်းလဲစရန်ဤအဖွဲ့မှအစိုးကိုကြိုးပမ်းဆောင်ရွက်ပေးရန်နှင့်ပုဂ္ဂလိကသမမတို့ဆောင်ရွက်နိုင်အောင်လဲတတ်နိုင်သမျှကူညီဆောင်ရွက်ပေးနိုင်ရေးကာကြီးအထက်ပါလုပ်ငန်းရာများပြည့်စုံပြည့်လျင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပေးရေးနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုပ်ငန်းအကောင့်တွေဖော်နိုင်ရန်လက်ရှိပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကိုဆက်လက်ထားရှိမည်၃အထွေထွေရွေးကောက်ပွဲကျင်းပသည့်အချိန်တွင်အစဉ်နှင့်ပြည့်နေရန်အတွက်စစ်မှန်သောဒီမိုကရေစီကိုလက်ခံကျင့်သုံးမည့်ပါတီဖွဲ့စည်းများသည်ယခုခါမှစ၍ပြင်ဆင်ဖွဲ့စည်းနိုင်ကြသည်၄တပ်ပတ်လုပ်ငန်းရာများအောင်မြင်စေရန်အတွက်လက်ရှိလှုပ်ရှားနေကြသောဖွဲ့စည်းများပုဂ္ဂိုလ်များနှင့်ရဟန်းရှင်တွေပြည်သူတရားလုံးကဝိုင်းဝန်းကူညီကြရန်တိုက်တွန်းပါသည်ဥက္ကဋ္ဌနိုင်ငံတော်ညီဝတ်ပြည်ပြမှုတည်ဆောက်ရေးအဖွဲ့ဟုတ်တယ်လားအာဏာသိမ်းနေပြီပေါ့ဒီပါတီစနစ်ကိုဆက်ပြီးတော့သက်သွင်းနေတယ်ဟုတ်တယ်လားတော့အဘိဓါနဲ့ဖြိုခွဲပါငါတို့လုပ်ကြတဲ့နည်းရောရှိတယ်လည်းနဲ့တိုက်နေတာငါတို့လူတွေလည်းဒီမိုကရေစီရဟုတ်တယ်ပေါ့အဲ့ဒါကထောက်ခံလည်းနဲ့ဒီလိုလည်းနဲ့တော့ခဲရဟာပြီးတော့လည်းနဲ့များပါသူကြိုက်ကြီးဦးပြားမတက်ဝင်ရတာဘောပေါ့မြဲတယ်ကြိုက်ကြီးဦးတက်မကောင်းဘူးကွာ
ပလက်စတစ်နဲ့မကောင်းဘူးလက်ကားပါကွာမင်းပလက်စတစ်ကတို့ကျင်လေးတော့မကောင်းပါဘူးအာရကိုသိန်းတို့ကိုစွန်းနေတော့အရင်ကတောင်းနေကြတယ်ရှေ့ပါဆက်လို့ကြမှာရေးကြည့်ရတာလည်းနဲ့တွေ့တော့ဘာမှပူကြမလို့ကွာနေသက်မှာငါတို့ကိုကူနေတယ်အများကြီးရှိဒေါ်လာငွေထပ်လိုက်ပြီမလားလည်းနဲ့ပုံလိုက်ပြီအကုန်လုံးကြဒါဆိုရင်ဘာပြောတာလဲတောင်းရချမ်းမရှိတော့တော့အေးဒါလည်းအင်္ဂလိပ်ကလည်းနေနေစဉ်းစားကြလို့လူကြီးလည်းနေနိုင်တော့တာထောင်းနေကျန်တဲ့တိုင်တော်လိုက်လို့အရင်လို့စီတင်နေတာနည်းနည်းစဉ်းစားကြည့်အိုးအေးစီရလေ你有张罗了？我儿应该没进来，谁也来哪里？咦，你来吗？俺连你给都被骗了出去。给，俺们多少后把的，没人多嘛，俺们多在哪里？ဟုတ်တယ်ကွာတော့ဘူးလောက်ကအချင်းသိမရှိဘူးအရင်ဆုံးစီစဉ်မှဖြစ်တယ်ဟုတ်တယ်အဲ့ဒါကောင်းအေးဘယ်လိုလုပ်ကြပါအားလုံးအတွက်ငါစီစဉ်ရရှိရစီစဉ်ထားနေလိုက်ဟာကောင်းတယ်ဟုတ်လားလက်ပဲအ
လိုနည်းနည်းအလိုက်တော့တက်တာတော့တယ် မမရှူစစ်တော့တယ်ကျေးဇူးတင်လိုက်တာတန်ကောင်းရဲ့ ရပါတယ် ညှို့လိုက်မမှုလား မူးတော့ဒါမှရပါတယ်ကြောက်ကြပဲဟာ ငါတို့ခဏရှိဘူး ဘယ်တော့လဲနော် ဟဲ့ညီမပတ်စံတော့ကြံနေလား အိမ်ရောက်ပါလေပတ်စံကြီးအားလုံးလေဘီစကမ်းမှာကုန်ပြီဟာ အေးငါကတော့ဒီနောက်ရောက်လို့ရှိရင်စစ်စီးအပြက်ဝဲပလိုက်မှာပဲ